လွန်ခဲ့တဲ့ဆယ်စုနှစ်များစွာကဟောလဝင်းညတစ်ညမှာမုန်းလိုက်တောင်းတဲ့ကောင်လေးတစ်ယောက်ဟာဒယ်ရိုမီသားစုအိမ်ကြီးကိုရောက်သွားတော့ထူးဆန်းတဲ့မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါတယ်။ဒယ်ရိုမီသားစုဝင်၄ယောက်ဟာဟောလဝင်းဝတ်စုံတွေဝတ်ထားပြီးထူးဆန်းတဲ့ရွှေရောင်ပီဇာစိတ်ပုံပစ္စည်းတစ်ခုကိုလူယူနေကြပါတယ်။ရုတ်တရက်မြေကြီးတွေအကွဲသွားပြီးအင်ကြီးတစ်လုံးလုံးမြေမြူသလိုပျောက်ကွယ်သွားပါတော့တယ်။လက်ရှိအချိန်မှာတော့ကေကိုရေဒီယိုရုံမှာဗယ်မာကလက်ရှိရထားတဲ့တဲလွန်စာတွေကိုပြန်လည်စူးစီးနေပါတယ်။မစ္စတာအီကကက်ဆဒီဝီလီယံရဲ့ဒိုင်ယာကြီးကိုအင်ဂျယ်ဒိုင်နမိုက်ရဲ့အိမ်ရှိမှာလာထားသွားတယ်လို့အင်ဂျယ်ကပြောပြပါတယ်။ဒိုင်ယာကြီးရဲ့နောက်ဆုံးမှတ်တမ်းမှာတော့မူလ Mystery Incorporated အဖွဲ့ဝင်တွေဟာဒယ်ရိုအိမ်ဟောင်းနေရာအခုတော့ဒယ်ရိုတက္ကသိုလ်နေရာကိုသွားရှာဖွေကြမယ့်အကြောင်းရေးထားပါတယ်။အဖွဲ့သားတွေဟာတက္ကသိုလ်ရဲ့အနှိမ်ဆုံးနေရာဖြစ်တဲ့ဘွိုင်လာကန်ထဲကနေအောက်ဘက်ကိုဆင်းကြည့်လို့ရတဲ့မီးခိုးခေါင်းနိုင်တစ်ခုကိုတွေ့လိုက်ရပါတယ်။ခုံစင်းလိုက်တော့မြေရောက်နေတဲ့ဒယ်ရိုအိမ်ကြီးတဲ့ကိုရောက်သွားကြပြီးမြဲဝင်လာတဲ့မီးလင်းပူပေါက်ပိတ်သွားပြီးထွက်ပေါက်တွေလည်းအားလုံးပိတ်မိသွားပါတယ်။အဲ့ဒီအချိန်မှာရေဒီယိုဆက်ထဲကနေအတန်တန်ကသူတို့ကို Mystery Incorporated အဖွဲ့ပြန်လာပြီဆိုပြီးကြိုးစိုးနေပါတယ်။စကားပြောနေတဲ့သူကသူတို့ကို Scooby Doo တို့အဖွဲ့မှမသိပဲမူလ Mystery Incorporated အဖွဲ့ဝင်ဟောင်းတွေလို့ထင်နေမှန်းသိတာလာပါတယ်။ Shaggy ကထွက်သွားဖို့ကြိုးစားတော့စူးကြွတွေပါတဲ့ကျင်းထောင်ကျောက်တစ်ခုကိုမတော်တဆဖွင့်မိလိုက်ပါတယ်။ Fred ကပိတ်မဲ့ခလုတ်ကိုတွက်ချက်ရှာဖွေပြီးနှိပ်လိုက်ပေမဲ့လွှာဝိုင်းကြီးတစ်လက်ထွက်လာသလိုပိုက်ကွန်ထောင်ကျောက်ပါမိသွားပါတယ်။ Fred ကမီးခလုတ်တွေအန်ဆယ်တွေကိုလိုက်နှိပ်ပြီးနောက်ဆုံးတော့ပိုက်ကွန်ပွင့်သွားလို့အားလုံးလဲထွက်ပြေးလာကြပါတယ်။နောက်ကနေဓားရီလှန်နေတဲ့ဗဘဲတူတွေပါလိုက်လာပါတယ်။နောက်အခန်းရောက်တော့ကျိုးကိုတိုင်ပြီးကျင်းတစ်ခုတည်းကိုပြုတ်ကျသွားပြန်ပါတယ်။ Fred တတိရလာတော့သူနဲ့ Daphne တို့ရေကူးကန်တစ်ခုထဲမှာအတုတ်ခံထားရတာကိုတွေ့လိုက်ရပြီးရေဒီယိုအတန်ရှင်ကသူတို့ကို Brad နဲ့ Judy လို့ပဲခေါ်နေပါတယ်။ဒီထောင်ကျောက်ကလည်းအချစ်ကိုအခြေခံထားတာဆိုပြီးပြောနေပါတယ်။ရေရီတက်လာနေပြီး Daphne ကရေမွန်းပြီးတေးရမှာဖြစ်ပေမဲ့ Fred ကတော့လွတ်မြောက်ရမှာပါ။ဒါပေမဲ့ Fred ကပေးထားတဲ့ပစ္စည်းတွေကိုသုံးပြီးထောင်ကျောက်ကိုဖြည့်ရှင်းလိုက်နိုင်ပါတယ်။ကျန်တဲ့၃ယောက်ကတော့အပေါ်မှာချွန်ထက်တဲ့အရာတွေချိတ်ဆွဲထားတဲ့ဝါယာကြိုးတွေကြားမှာနိုးလာကြပါတယ်။အတန်ရှင်ကညံအကောင်းဆုံးလူတစ်ယောက်သာလွတ်မယ်လို့ပြောပါတယ်။ Velma ကမျက်ခုံးရိတ်ကကြီးနဲ့ကြိုးတစ်ချောင်းဖြတ်လိုက်တော့ဓားတွေပြုတ်ကျလာပြီးတီတီလေးလွဲသွားပါတယ်။ Scooby ကတော့အစားအစာအနှံရလို့ဝါယာကြိုးတွေကြားကနေလိန်ဖယ်ပြီးဖြတ်သွားပါတယ်။စာတစောင်ကိုလည်းတွေးလိုက်ရပြီးကြမ်းကင်းများလေးချက်ကိုဖိနှင်လိုက်တော့မှထောင်ကျောက်ပြန်ရုပ်သိမ်းသွားပါတယ်။အဖွဲ့သားတွေမီးဖို့ကြောင်မှပြန်ဆောင်ကြပြီးရေဒီယိုမိုက်ခွက်နဲ့နားထောင်နေပြုံတွေကိုပါတွေ့ရှိခဲ့ပါတယ်။အဲ့ဒီအချိန်အဖိုးကိုတရားဝင်လာပြီးသူ့ကိုယ်သူ Danny Darrow လို့မိတ်ဆက်ပါတယ်။သူကဝင်တိုက်ခိုက်ပြီးမဲ့အလွယ်တလေးတားဆီးလိုက်နိုင်ပြီးတကားအပြင်ဘက်ကိုတွန်းထုတ်ကဘီရိုနဲ့ပိတ်လိုက်ပါတယ်။အဲ့ဒီဘီရိုနောက်ကနေခုနကပီဇာစိတ်ပုံစံရွှေရောင်ပစ္စည်းလေးပြန်ပြုတ်ကျလာပါတယ်။ Danny ကတကားကိုဖြန့်ဝင်လာပြီးသူ့ရတနာကိုပြန်ပေးဖို့တောင်းဆိုရင်လိုက်ဖမ်းလို့အားလုံးရှော့တစ်ခုလည်းပြုတ်ကျကမူလအခန်းထဲကိုပြန်ရောက်သွားပါတယ်။ Fred က Danny ကိုဖမ်းဖို့ထောင်ချောက်တစ်ခုဆင်လိုက်ပါတယ်။ Scooby က Danny ရဲ့အမေလုပ်ပြီးဟန်ဆောင်လိုက်တော့ Danny လည်းအဖမ်းခံလိုက်ရပါတယ်။ Danny ကသူတို့ကိုတေချာကြည့်ပြီးမူလအဖွဲ့နဲ့မတူဘူးဆိုတာကိုဝန်ခံလိုက်ပြီးတော့ Halloween ညကဖြစ်ပျက်ခဲ့တာတွေအားလုံးကိုပြောပြလိုက်ပါတယ်။မိသားစုတွေကဒီရတနာတစ်ချမ်းကိုလူယူကြရင်တေဆုံးကုန်ကြပြီးသူတယောက်တည်းကြံခဲ့တာဖြစ်ပါတယ်။မူလ Mystery Incorporated အဖွဲ့ဝင်ဟောင်းတွေရောက်လာတော့ကလည်းသူကအိမ်မှာထောင်ချောက်တွေဆင်ထားခဲ့တာပါ။သူတို့အဖွဲ့ထွက်ပြေးသွားပြီးကြတဲ့ကနောက်တစ်ခေါက်ပြန်လာမှာကိုစောင့်နေခဲ့တာဖြစ်ပါတယ်။ရုတ်တရက်ထောင်ချောက်တွေအများကြီးအလုပ်လုပ်လိုက်လို့မြေရောက်အကြောင်းတွေလှုပ်ခါလာပြီးအိမ်ကြီးလည်းပြန်ပြိုကျတော့မလို့ဖြစ်လာပါတယ်။ Danny ကအိမ်ရဲ့တစ်ဖက်ချမ်းမှာပိတ်မိသွားပြီးရတနာကိုယူသွားကြဖို့မှားလိုက်ပါတယ်။အဖွဲ့သားတွေကထွက်ပြေးလွတ်မြောက်လာကြပြီးမြဲမြေရောက်ကထွက်လာတဲ့သူတို့ကိုမျိုးတော်ဝင်ဂျုံးစ်ကအဝေးကနေခိုးကြည့်နေပြီးဒီလိုရွှေရောင်အပိုင်းစာတွေရှိအောင်မလားဆိုပြီးတွေးကမောင်းထွက်သွားပါတော့တယ်။